လောကလူတိုင်းဟာနေ့စဉ်နဲ့အမျှဘာကိုရှားနေကြသလဲလို့မေးရင်ချမ်းသာဒုက္ခရှားနေကြတယ်လောကလူတွေဘာတွေအတွက်အလုံးလုံးနေကြသလဲဆိုရင်ချမ်းသာဒုက္ခအတွက်လုံးလုံးနေကြတယ်ဓမ္မစစ်အားဖြင့်တည်တည်ချာချာစစ်ဆေးပြီးတော့ကြည့်ပဲဆိုလို့ရှိရင်လူသားတွေအလုံးရှာဖွေနေကြတာချမ်းသာဒုက္ခအတွက်ပဲတချို့ကပြောလိုက်တယ်ချမ်းသာဒုက္ခရှာတာမဟုတ်ပါဘူးအလုတ်ရှာတာပါလို့ပြောကောင်းပြောလိုက်မယ်မြန်မာပြည်ကအလုတ်တယ်မကဘူးနိုင်ငံရခြားတိုင်းတစ်ပါးထွက်ပြီးတော့အလုတ်ရှာကြတယ်ဟုတ်တယ်အလုတ်ကဘာအတွက်လဲဆိုရင်အလုတ်ကပိုက်ဆံအတွက်ပေါ့ဒါဖြင့်ပိုက်ဆံကဘာလို့ဖို့ရုံးလို့မေးလို့ရှိရင်ချမ်းချမ်းသာသာနေဖို့ပဲအဲ့တော့ဓမ္မစစ်အားဖြင့်ပြောမယ်ဆိုရင်လူတွေနေ့စဉ်နဲ့အမျှရှားဝေလောက်ကင်နေကြတာဘာလဲလို့ဆိုရင်ချမ်းသာဒုက္ခကိုရှားနေကြဒါဖြင့်လူတွေချမ်းသာဒုက္ခရှားနေတဲ့ချမ်းသာဒုက္ခကဘယ်လိုချမ်းသာမျိုးလဲဘုန်းကြီးတို့တွေကိုရရှိခံစားနေကြတဲ့ချမ်းသာဒုက္ခကိုအမတ်တမဲ့မနေဘဲနဲ့စစ်ဆေးကြည့်တဲ့နေချမ်းသာဒုက္ခဆိုတာအကျမ်းပြင်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကာမဒုက္ခကာမဒုက္ခဆိုတာဘာပြောလဲမျက်စိကနှစ်သက်စရာအာယုံကြည့်ပြီးတော့စိတ်ထဲကဝမ်းသာကြည်နူးမှုတွေဖြစ်တာဒါကာမဒုက္ခနားကตาရတဲ့အတန်ကလေးတွေနားထောင်ပြီးတော့စိတ်ထဲကဝမ်းသာကြည်နူးမှုဖြစ်တာဒါကာမဒုက္ခ